皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလေးရကြမဲ့တင်ငန်းစာလေးရပေါ့နော်ခုနဆိုတာကမဟုတ်လားတစ်ဖက်လူရဲ့ထင်မြင်ချက်ကိုမေးတဲ့အခါမှာတော့ပါလေနော်ကဲစမယ်နော်一番この点ワルkuna kunai第三类が不ဆိုဘူးမလားတဲ့二番今日の服かわいいkuna kunaiဒီနေ့အဝတ်စားလေးကချစ်စရာကောင်းတယ်မလားတဲ့三番その輝い方よくなくないအဲ့ဒီအသွေးခေါ်လေးကမဆိုဘူးမလားတဲ့အသွေးခေါ်လို့လည်းပြောလို့ရလို့ထင်မြင်ချက်လို့လည်းပြောလို့ရပါတယ်နော်ရုံးပဲこの曲かっこよくなくないဒီတချင်းလေးကတဲ့တော်တော်ကောင်းတယ်မဟုတ်ဘူးလားတဲ့ကော့ဖက်ခါရဲ့ရာစာရှိခုနာကိုနိုင်သူကသဘောကောက်တယ်မဟုတ်ဘူးလားတဲ့ကဲအခုလေးလာခဲ့တဲ့သင်ခန်းစာလေးရပေါ့နော်ခုနဆိုတာကမဟုတ်လားတစ်ဖက်လူရဲ့တင်မြင်ချက်ကိုမေးတဲ့အခါမှာတော့ပါတယ်နော်ကဲじゃ皆さんのအခုက day 7 တိရောက်ပြီဆိုတော့နော်မကြခင် day 8 day 9 day 10ဒီဒေးတန်းကြရင်မင်းနောက်ဆန်တို့ကအတန်ဖိုင်လေးဝါတက်ရှိကိုပို့ရမယ်ဆိုတော့ဝါတက်ရှိကိုမကိုကေအိမ်မှာမြများလေးကြည့်ကြပါနော်အတန်ဒေးဝါလေးဒေးတန်းနေပေါ့နော်မြများလေးချင်းမှစကားပြောတွက်မှာပေါ့နော်ကဲစူးစမ်းကြမယ်နော်ဂမ်ပါတနဲ့ကိုမတဲ့ဂျာမတနဲ့